မင်္ဂလာပါခင်ဗျာမနေ့ပြန်ဇွန်လ18ရက်နေ့မှာရှီပိုင်ကစားကြမဲ့ကမ္ဘာဖလားအုပ်စုပွဲစဉ်များရဲ့ပွဲကြိုခန့်မှန်းချက်များကိုတင်ပြပေးမှာဖြစ်ပါတယ်ပွဲစဉ်စုစုပေါင်း၄ပွဲကစားကြမှာဖြစ်ပြီးပထမပွဲကိုမြန်မာစံတော်ချိန်မနက်2နာရီခွဲအချိန်မှာအင်္ဂလန်အသင်းနဲ့ခရိုအေးရှားအသင်းတို့ရှင်ပြိုင်ကစားမှာဖြစ်ပါတယ်အင်္ဂလန်အသင်းဟာအကြိုဗိုလ်လုပွဲကိုရောက်ရှိဖို့ရေပန်းစားနေတဲ့အသင်းဖြစ်ပြီးကမ္ဘာဖလားရနိုင်တဲ့တတိယမြောက်ရေပန်းအစားဆုံးအသင်းလည်းဖြစ်ပါတယ်ခရိုအေးရှားအသင်းကတော့ဝိုင်းရင်ကွင်းလဲလူကာမိုဒရစ်ရဲ့ဥဆောင်မှုကြောင့်အန်ရီယယ်ရှိနိုင်တဲ့အသင်းဖြစ်ပါတယ်အင်္ဂလန်တိုက်စစ်မှုဟာရီကိန်းရဲ့သွင်းဂိုးတွေကိုတွေ့မြင်ရပွဲရှိလို့အင်္ဂလန်အသင်းကိုပဲအားပေးကြပါတယ်ဒုတိယပွဲစဉ်ကိုတော့မြန်မာစံတော်ချိန်မနက်9:00နာရီခွဲအချိန်မှာဂါနာအသင်းနဲ့ပနားမားအသင်းတို့ရှင်ပြိုင်ကြမှာဖြစ်ပါတယ်ကမ္ဘာအဆင့်83ဖြစ်တဲ့ဂါနာအသင်းဟာပြီးခဲ့တဲ့ကမ္ဘာဖလားပြိုင်ပွဲတွေတုန်းကသူတို့ရဲ့ကစားပုံမှာကျော်လျင်မြန်မှုကိုပြသပြီးကမ္ဘာဘောလုံးပရိသတ်အားအသင့်အောင်လုပ်ပြနိုင်ခဲ့ကြပါတယ်ပနားမားအသင်းကတော့သူတို့ရဲ့တောင်ပန်တိုက်စစ်မှုအစ္စမေးဒီယက်စ်ရဲ့စွမ်းဆောင်ရည်တွေကြောင့်အုပ်စုကိုဖျက်ကျော်နိုင်မှုမျှော်လင့်နေကြပါတယ်ဒီပွဲကတော့တည်ကျသွားနိုင်တဲ့ပွဲစဉ်လည်းဖြစ်ပါတယ်တတိယပွဲကတော့မြန်မာစံတော်ချိန်မနက်8:00နာရီခွဲအချိန်မှာဥဇဘက်ကစ္စတန်အသင်းနဲ့ကိုလံဘီယာအသင်းတို့ရှင်ပြိုင်ကြမှာဖြစ်ပါတယ်ကမ္ဘာဖလားပြိုင်ပွဲရဲ့မျက်နှာသစ်အသင်းဖြစ်တဲ့ဥဇဘက်ကစ္စတန်အသင်းဟာကိုလံဘီယာအသင်းကိုဖျက်ကျော်ဖို့လွယ်ကူမှာမဟုတ်လို့ကိုလံဘီယာအသင်းအနိုင်ပါပဲစတုထပွဲစဉ်ကိုတော့မြန်မာစံတော်ချိန်ည10:00နာရီခွဲမှာအုပ်စုပွဲစဉ်တကြော့ပြန်လည်လာပြီဖြစ်လို့ Group A ရဲ့ချက်အသင်းနဲ့တောင်အာဖရိကအသင်းတို့ရှင်ပြိုင်ကြမှာဖြစ်ပါတယ်နှစ်သင်းစလုံးကရှေ့ပွဲတွေမှာရှုံးပွဲကြုံထားရလို့အမှတ်ရအောင်ကစားကြမယ်လို့ယူဆမိပါတယ်အမှတ်တွေခွဲယူသွားကြပြီးတည်ရည်ပဲဖြစ်သွားမယ်လို့ခန့်မှန်းကြပါတယ်နောက်ရက်များမှာလည်းနောက်ထပ်ရှင်ပြိုင်ကစားကြမယ်ကမ္ဘာဖလားအုပ်စုပွဲစဉ်တွေရဲ့ပွဲကြိုခန့်မှန်းသုံးသပ်ချက်တွေကိုတင်ဆက်ပေးမှာမို့လို့ like and follow လေးလုပ်ထားပေးကြပါလို့ပြောပြစီရှိရှုခဲ့ကြတဲ့ဘောလုံးပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်